ကဲရန်ကုန် delivery လိုပဲတဝဲ delivery ပေါ့ဗျာဒီမှာစားဦးအိမ်နိုင်ရရောက်လာပို့ပြီဒါစားတိုင်းပေါ့နော်စားတန်းသမားတွေလို့ဟိုအေးကိုလေအေးကိုကျွန်တော်တဝဲသားတွေလက်သမားကောင်းဆောင်ပါဘာတွေပြောလို့ပြောမှလည်းမသိကိုလည်းနားမလဲကဲ delivery လာပို့တာဒီမှာလာပို့တာလာပို့ရင်းနဲ့သူကလောက်ခေါက်စီးတဲ့ကောင်ငါတော့နားမလဲဘူးတော့ဘေးမင်းတို့တဝဲသားချင်းချင်းဆဲလိုက်ပဲကဲလာပို့တယ်ဗျာဒီမှာအဲ့ဒီအကြီးရင်ကမီးသွေးကိုတွေးလို့ကျွန်တော်ရန်ကုန်သတိရတယ်လို့နော်မီးသွေးကိုတွေးလို့ရန်ကုန်သတိရပါတယ်လို့ရန်ကုန်မှာမီးတွေပြတ်နေတယ်လို့ကြားတယ်ဒီမီးတဲ့ရှေးထောင်ဟုတ်လားအေးကွာရန်ကုန်မှာတော့ဈေးကကြီးတယ်ဟာ2000ကျော်လောက်ရှိတယ်ကျွန်တော်ရန်ကုန်မှာနေရကျွန်တော်သိတာဗောနော်အေးငါတော့ပုံကဖျက်ပုံနဲ့အပုံထားအမျိုးညှောပုံလာလိုက်ကဲမီးသွေးပုံကြီးနဲ့ရန်ကုန်သတိရတယ်လို့ရန်ကုန်သတိရတယ်ကဲလာပို့တာဒီဘက်ကအကြီးအိမ်ဟောနော်ပြုတ်ဓာတ်ပါရွာလက်ရှောင်းတဲ့လက်ရှောင်းလို့ပြောတာပဲနဘူးလေအပိုင်ပေါ့နော်ဒီရောက်တော့ညီကကိုကြီးတဲ့ထိုင်းတောက်တက်လာတာကောင်းတာပေါ့ကွာမထိုင်းဝယ်ပေးတယ်ထိုင်းရင်လုံးဝအဆက်နော်ကဲအဲ့လိုပဲဒီဘက်ကရာဘာပေါ့ဗျာနော်ရာဘာအဓိကလောက်တာပေါ့ရာဘာလောက်ကြတယ်ကွန်ဒီစိုက်ကြတယ်ဆိုတော့လေဒီစားတော့ဒါစားကြမ်းပေါ့နော်ဒီစားကြမ်းဒီအပင်မှာသုံးတာလို့ပြောတယ်နော်အချမ်းရှင်တွေပါလေဟိုဝယ်သုံးတာလည်းရှိတယ်ပြီးတော့ဟိုပြန်ပြီးတော့ဒိုင်ပေါ့ဗျာနော်ပြန်ပြီးတော့ဖြန့်တဲ့ပုံစံမျိုးလည်းရှိတယ်လို့နော်ဘူးဒရာလေးလည်းရပါတယ်ဗျာဒိုးပဲလေအင်ပြောင်းမနေရတာပေါ့နော်ကျွန်တော်ကလည်းတကယ်ပြောတာဒီကိုတိုင်းလဲတောဘက်ကနေလာတဲ့လူဆိုတော့လေအဲ့တောဘက်တောင်ဘက်ကိုတန်ဖိုးထားတယ်ဗျာနော်ရဲမွန်းကျက်နေတဲ့လူပြောက်တယ်လွမ်းလာဆိုတော့နည်းနည်းတော့လွမ်းနေပေါ့ဗျာဒီပါကြီးပြက်နေတော့တိတ်တယ်အရန်ကြီးတော့လွမ်းတော့မဟုတ်တော့ပါဘူးနော်